စစ်လိတ်အရက်ဖြတ်ဖို့စူးစမ်းနေတဲ့သူတွေရဲ့အိမ်ရှင်မများကိုလင်ယောက်ျားအတွက်ဒီဗီဒီယိုလေးကအရန်သုံးတဲ့သွားမယ်နော်ဒီနည်းလေးကတကယ်ကိုအဆင်ပြေပြီးကောင်းမွန်နေနေပါဘာလို့လဲဆိုတော့အဆုတ်တန့်စင်နေစိတ်ဖိစီးမှုကြဆင်းနေစစ်လိတ်အရက်တောက်ချင်စိတ်ကိုတက်တာစေတယ်လို့အတီးပြုပြောဆိုထားကြလို့ပါပဲအသုံးပြုသူတော်တော်များများလည်းတကယ်ထိရောက်လို့တင်ပေးတာပါနိုင်ငံခြားမှာဆိုလူတော်တော်များများသုံးနေပါပြီဒါနဲ့အကိုတို့အမားတို့အကျိုးရှိအောင်ဗီဒီယိုကောင်းတွေပဲရွေးချယ်တင်ပေးနေတာမို့ like follow share လေးလုပ်ပေးပါနော် comment မှာလည်းအသေးလေးဖြစ်ဖြစ်အခလေးဖြစ်ဖြစ်မှန်ပေးခြင်းဖြစ်ကူညီပေးပါနော်ကျေးဇူးပါပြင်ဆင်ရမယ့်ပစ္စည်းများကတော့တံမြာသီး3စိတ်ဂျင်း3စိတ်ရားရည်တစ်စုံနဲ့ရေနှင်းငယ်ကိုအိုးတစ်လုံးအတွင်းမှာဖန်ခွက်တစ်လုံးထဲသို့ထည့်ပေးပါပြုလုပ်နည်းအစင်စင်မှာအိုးထဲမှာရေစုအောင်တည်ထားပါပြီးတော့ဖန်ခွက်ထဲကိုတံမြာသီးစိတ်များနဲ့ဂျင်းစိတ်များထည့်ပြီးပြားရည်ထည့်ပါပြီးရင်ဖန်ခွက်ထဲကိုရေတဝက်ခန့်ထပ်ဖြည့်ပါဒီဖန်ခွက်ကိုရေစုနေတဲ့အထိအိုးထဲထည့်ပြီးမိနစ်30ကြာပြုတ်ပေးပါပြင်းရင်တော့နွေးနွေးလေးတောက်သုံးပေးဖို့ပါပဲအထူးသတိပြုရမှာဂျင်းကိုအခွန်သွားပြီးသုံးပေးပါပြားရည်ကိုရေပူထဲတိုက်ရိုက်မထည့်သင့်ပါတစ်နေ့ကိုတစ်ကြိမ်နှစ်ကြိမ်တောက်သုံးပေးနိုင်ပါတယ်ဒီနည်းလေးကတကယ်ကိုထိရောက်မှုရှိလို့စစ်လိတ်ဖြတ်ခြင်းနဲ့မိတ်ဆွေများသိရအောင်မျှဝေပေးကြပါနော်ကျေးဇူးပါရှင်